အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့အချိန်မှာမင်္ဂလာရှိတဲ့နေ့တွေမှာမင်္ဂလာစကားနဲ့ကျွန်တော်ဖြတ်ကျော်သွားရအောင်ပြီးခဲ့တဲ့အချိန်ကျွန်တော်ပြောလိုက်တဲ့ကယ်တင်ခြင်းအကြောင်းကြတော့ကျွန်တော်တို့ကျင့်စရာမလိုဘူးယုံကြည်ခြင်းတစ်ခုနဲ့ရလိုက်တဲ့အခမဲ့ရလိုက်တဲ့ကယ်တင်ခြင်းဖြစ်တယ်ငရဲကနေလွတ်ခြင်းဖြစ်တယ်ဘာဖြစ်လို့လွတ်ပိုင်ခွင့်ရှိလဲဆိုရင်ပေါ့နော်အဲ့ဒါအားလုံးကိုတခင်ခရစ်တော်ကကျွန်တော်တို့အတွက်လက်ဝါးကတိုင်မှာအပြစ်အတွက်ဆက်ပေးပြီးတော့တောင်းရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးလို့အဲ့ဒါကျွန်တော်အတွက်ဖြစ်တယ်လို့ယုံကြည်ပြီးတော့ဝန်ခံတဲ့သူအားလုံးအတွက်သူကအခက်မဲ့ပေးခြင်းဖြစ်ပါတယ်အာမင်အဲ့ဒါကိုယုံကြည်ပြီးတော့ကျွန်တော်တို့ဝန်ခံခဲ့ပြီးဆိုရင်ကျွန်တော်တို့ educate ခြင်းကိုစိတ်ချစွာနဲ့နောက်တမန်လုံးမှာကျွန်တော်ဘယ်ချိန်မှာပဲတည်ကောင်းရင်မှာရှိမယ်ဆိုတဲ့အဖြစ်အတိအကျကိုဘုရားကပေးထားခြင်းဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါကိုအခက်မဲ့ရတယ်ပြောလို့တန်ဖိုးမရှိဘူးလားဆိုရင်ရွှေငွေပေးပြီးတော့ဝယ်ပစ်လို့မရပါဘူးကိုယ့်အပြစ်ကိုဝယ်ပစ်လို့မရပါဘူးဘာဖြစ်လို့မရလဲနော်အဲ့လိုမျိုးတော့ဝယ်ပစ်လို့ရမယ်ဆိုတတိတိအားလုံးကောင်းကင်နိုင်ငံမှာရှိနေမယ်အဲ့တော့စင်ရတာတွေနှောက်ကြကြံခဲ့မယ်အဲ့ဒါကြောင့်ခရစ်တော်ကအကလုံးကိုတန်တူဖြစ်အောင်ယုံကြည်ခြင်းတစ်ခုနဲ့တည်းပဲသူကကယ်တင်ခြင်းပေးခြင်းဖြစ်ပါတယ်ကဲကိုယ်ရင်ကျင့်လို့ဘာဖြစ်လို့မရတာလဲနော်ဘာဖြစ်လို့အလိုလုပ်နေတာပဲနော်ဟိုကလက်ကျင့်နေတာပဲတော့မထွက်ဘဲနဲ့လည်းကျင့်နေတာပဲဒါပေမဲ့ကိုယ့်ဟာကိုယ်မကောင်းမှန်းတော့ကိုယ့်ဟာကိုယ်ပဲသိတယ်သူများရှိမှဟန်ဆောင်နေရတယ်ဆိုတာကိုယ့်ဟာကိုယ်သိပါတယ်အဲ့ဒါကြောင့်လူတယောက်မှမကောင်းလို့ခရစ်တော်လာခြင်းကိုခရစ်တော်လှုပ်ပေးခြင်းကိုကိုယ်တိုင်မလုပ်နိုင်လို့ခရစ်တော်လှုပ်ပေးခြင်းကိုယုံကြည်ဝန်ခံလိုက်တာနဲ့အလကားရခြင်းဖြစ်ပါတယ်အခမဲ့ရခြင်းဖြစ်ပါတယ်အဲ့ဒီတော့တမိုးမရှိဘူးလားဆိုရင်ရွှေငွေပေးလို့ကိုယ်တိုင်ကျင့်ပြီးတော့လှုပ်ယူလို့မရတဲ့အရာဖြစ်ပါတယ်အာမင်အဲ့ဒီတော့ဒီနေ့ကျတော့ပရမတ်တစ်ဆင့်ကျွန်တော်တို့ကြော်လွန်ပြီးပြီဆိုရင်ပေါ့နော်ယုံကြည်ပြီးတော့ဝန်ခံခဲ့ပြီးပြီဆိုရင်အခုဒုတိယတစ်ဆင့်ကျတော့ခရစ်တော်ကပြောတယ်ဒုတိယမွေးရမယ်လို့ပြောတယ်ဒုတိယမွေးခြင်းခံရမယ်ဒုတိယမွေးခြင်းမခံတဲ့လူကဘုရားသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရလို့ပြောတယ်အဲ့ဒါကြတော့ရှင်ယောဟန်အခန်းကြီး3မှာပါတဲ့အကြောင်းအရာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အခုနကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့ကြတော့ရောမဩဝါဒစာအခန်းကြီး30အငယ်8ကနေ7အထိဖတ်သွားရင်အဲ့ဒီယုံကြည်ပြီးတော့ဝန်ခံတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းပါပါတယ်အကြောင်းခုပြောမဲ့ရှင်ယောဟန်နဲ့ကျမ်းစာနဲ့ပတ်သက်ပြီးတော့ရှင်ယောဟန်ရေးထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စင်ကြယ်သုံးတက်ကြည့်တဲ့အချိန်မှာပေါ့နော်နီကိုဒင်းဆိုတဲ့ဆရာတယောက်အိမ်မှာခရစ်တော်ရောက်သွားတဲ့အချိန်ခရစ်တော်ကပြောတယ်သခင်ယေရှုကပြောတယ်လူဆိုတာတဲ့ငါအမှန်ကန်ပြောမယ်လို့သူပြောတာလေအရင်ကြိုက်တယ်အဲ့ဒီအမှန်ကန်ပေါ့နော်အမှန်ကန်ဆိုတာကခရစ်တော်ရဲ့နှုတ်ကနေထွက်လာတဲ့စကားဖြစ်တယ်အဲ့ဒါကြောင့်ဘယ်လို့မှမမားနိုင်ဘူးတအားတိကျတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ငါအမှန်ကန်ပြောမယ်တဲ့လူတွေကဒုတိယမွေးခြင်းမခံတဲ့သူကဘုရားသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရဘူးတဲ့သူပြောတာအဲ့ဒီဆရာနီကိုဒင်းဆရာကသူမယုံနိုင်ဘူးဟာလူကြီးတွေကတဖန်ပြန်ပြီးအမိဝမ်းထဲဘယ်လိုဝင်มาလဲတဲ့ဝင်ပြီးတော့ဘယ်လိုမွေးခံมาလဲတဲ့အဲ့လိုပြောတဲ့အချိန်ခရစ်တော်ကပြန်ပြောတယ်ယေနိုင်ဝိညာဉ်တော်မမွေးတော်သူမြည်ဒီကားဘုရားသခင်ရဲ့နိုင်ငံတော်လို့မဝင်ရလို့ထပ်ပြောတယ်အပေါ်မှာကျတော့မမြင်ရပြောတယ်နော်ဘုရားသခင်နိုင်ငံတော်ကိုမမြင်ရအောက်မှာကျတော့ဘုရားသခင်နိုင်ငံတော်သို့မဝင်ရဒီမှာကြည့်ချင်းအားဖြင့်ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာရှိနေတယ်ဆိုတာတွေ့ရတယ်အဲ့ဒါဆိုပထမမွေးခြင်းကပါလေနော်ကျွန်တော်ပြန်စင်ကြည့်တဲ့အချိန်မှာဇာတိမွေးတော်သူသည်ဇာတိဖြစ်၏တဲ့သူကရှင်းရှင်းလင်းလင်းရေးထားပါတယ်အဲ့ဒီအခန်းကြီး3ကိုဖတ်ကြည့်ပါနော်ဝိညာဉ်မွေးတော်သူမိဒီကဝိညာဉ်ဖြစ်၏တဲ့သူအဲ့လိုပြောတော့အဲ့ဒီနီကိုဒင်းဆရာကလက်မခံနိုင်ဘူးဟာမဖြစ်နိုင်ဘူးတဲ့အဲ့ဒါမဖြစ်နိုင်ဘူးတဲ့သူတို့မှမကြားဘူးတာအဲ့ဒီအကြောင်းတွေပေါ့နော်ကောင်းကင်နိုင်ငံရဲ့အကြောင်းတွေကိုသူတို့မကြားဘူးတော့အခုကြားရတော့သူတို့လက်မခံနိုင်ဘူးသူတို့ကဘယ်တော့မှဒီအကြောင်းတွေမပြောဘူးကောင်းကင်နိုင်ငံအကြောင်းမပြောငရဲအကြောင်းမပြောဘူးအဲ့ဒါလူမှာရှိတဲ့ဝိနည်းတွေဥပဒေတာတွေပဲသူတို့လုပ်နေတော့အဲ့ဒါတွေကိုသူတို့နားမလည်ဘူးဖြစ်နေတယ်အဲ့ဒါနဲ့ခရစ်တော်ပြောတယ်လေကဘယ်ဖက်တိုက်လာပြီးတော့ဘယ်ဖက်သွားလေဆိုတာဘယ်ဖက်ကနေတိုက်လာပြီးတော့ဘယ်ဖက်သွားတယ်ဆိုတာမသိနိုင်ဘူးတဲ့ကျွန်တော်လူသားတိအနေနဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကြည့်လိုက်ပါအဲ့ဒီတိရွက်လှုပ်နေတာကိုကြည့်ချင်းအားဖြင့်ကျွန်တော်ပန်ကဖွင့်လိုက်ခြင်းအားဖြင့်
လေတိုက်နေတယ်ဆိုတော့ကျွန်တော်သိရတာနော်အဲ့တော့ခရစ်တော်ပြောတဲ့ဘယ်ဖက်တိုက်လာပြီးတော့ဘယ်ဖက်တိုက်သွားမလဲဆိုတာမသိဘူးဆိုတာကဝိညာဉ်တော်မွေးတော်သူမြည်ကအဲ့လိုဖြစ်တယ်လို့ပြောတယ်ခရစ်တော်တယ်အာမင်အဲ့ဒါကြောင့်ဝိညာဉ်တော်မွေးတော်သူဆိုတာကလေလိုမျိုးနဲ့နိုင်ထားတဲ့ခရစ်တော်ပြောတာလေဆိုတာကရှိတော့ရှိတယ်ဒါပေမဲ့မမြင်ရဘူးမျက်စိအားဖြင့်မတွေ့ရဘူးကျွန်တော်ကင်လို့မရဘူးဘာအယောင်ရှိလဲကျွန်တော်ပြောလို့မရဘူးနော်အဲ့ဒီတော့ဝိညာဉ်တော်မွေးတော်သူကထိုလိုမျိုးဖြစ်တယ်တဲ့အဲ့လိုမျိုးမွေးတဲ့သူကဘယ်မှာဝင်ရမှာလဲဘုရားသခင်ရဲ့နိုင်ငံတော်သို့ဝင်ခြင်းအခွင့်ရှိတယ်အာမင်အဲ့ဒီတော့ယေ၌ဝိညာဉ်တော်မွေးတော်သူလို့ပြောလို့ယေပြောတယ်နော်အဲ့ဒီယေကသူတို့ပြန်နှုတ်ကပတ်တော်ပြန်ဆင်ကြည့်ချင်ကြည့်တဲ့အချိန်မှာသခင်ခရစ်တော်ကပဋိစ္စံခံခဲ့တယ်နော်ယေကိုပဋိစ္စံခံခဲ့တာခရစ်တော်ကလေအဲ့တော့သူ့မှာအပြစ်ရှိလို့ခံခဲ့တာလားသူဘာဖြစ်လို့တွက်ခံတာလဲသူ့အပြစ်ဖြေဖို့အတွက်တွက်ခံတာလားလို့ကျွန်တော်ပြန်သုံးသပ်ကြည့်တဲ့အချိန်မှာခရစ်တော်ကအပြစ်မလုပ်ဘူးအပြစ်မရှိဘူးဆိုတာလူတိုင်းသိပါတယ်အဲ့ဒါကြောင့်ဒီနေ့ပဋိစ္စံခံပြီးတဲ့လူပဲဖြစ်ဖြစ်မခံပြီးတဲ့လူပဲဖြစ်ဖြစ်ပဋိစ္စံအကြောင်းကရေကိုပဋိစ္စံခံရခြင်းရဲ့အကြောင်းကဘာလဲဆိုတာကျွန်တော်ဘုရားဖော်ပြတယ်လို့နှုတ်ကပတ်တော်ဖော်ပြတယ်လို့ကျွန်တော်ပြောဆွေးနွေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ခရစ်တော်ကသူ့အဖြစ်ဖြေဖို့အတွက်ပဋိစ္စံခံခဲ့တာမဟုတ်ဘူးခရစ်တော်ကပဋိစ္စံခံပေးခဲ့တဲ့ယံပဋိစ္စံကဘာပြောလဲတခင်ကိုကျွန်တော်ပဋိစ္စံပေးဖို့မထိုက်ဘူးတဲ့တခင်ရဲ့ခြေဖက်ကျိုးတော်မှာဖြေဖို့ကျွန်တော်မထိုက်ဘူးတဲ့သူပြောတာသူကနှိမ့်ချက်ဆိုလည်းပြောပါတယ်ဒါပေမဲ့လောကမှာကျင့်တဲ့တရားတွေအားလုံးကျင့်ရမယ်တဲ့ခရစ်တော်ပြောတာလေအဲ့တော့ပဋိစ္စံတရားဆိုတာထွက်လာတာကျင့်တဲ့တရားအားလုံးကိုကျင့်တယ်တဲ့ကျင့်ရမယ်တဲ့ခရစ်တော်ပြောတာအဲ့ဒါကြောင့်အဲ့ဒါဘာလုပ်ခဲ့လဲလို့နော်အဲ့လိုတုံးတက်ကြည့်တဲ့အချိန်မှာအပြစ်ဖြေဖို့တော့မဟုတ်အပြစ်ဖြေဖို့အတွက်ကကျွန်တော်တို့ကပြောတယ်ပေါ့နော်ခရစ်တော်ကလက်ဝါးကတိုင်ပေါ်မှာကျွန်တော်တို့အပြစ်အတွက်ဆက်ပေးပြီးပြီဆိုပြီးတော့ကျွန်တော်တောင်းရမြောက်ဒီနေ့မှာရှင်ပြန်ထွံ့မြောက်ခဲ့တယ်ဆိုတာကိုယုံကြည်ပြီးတော့ဝန်ခံရင်အဲ့ဒါအပြစ်ဖြေတဲ့ပထမအဆင့်ဖြစ်တယ်အဲ့ဒီချိန်ကနေစပြီးအဲ့ဒီလူကအပြစ်မရှိဘဲနဲ့ကောင်းကင်နိုင်ငံတက်ခွင့်ရှိတယ်ဆိုတာတေချာတယ်ပေါ့နော်အပြစ်ရှိတယ်ဆိုရင်ဘယ်လို့မှကောင်းကင်နိုင်ငံရောက်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ပထမတစ်ဆင့်တော့ပြီးပြီနော်ကဲဒုတိယတစ်ဆင့်ကျတော့ခရစ်တော်ကအပြစ်ဖြေတာမဟုတ်ဘူးဆိုရင်အခုနပြောတဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာစဉ်းစားစရာဖြစ်လာပြီနော်အဲ့ဒီမှာကျွန်တော်အနည်းဆက်ဆုံးဒီယူဒယားကိုကြည့်လိုက်မယ်ဆိုရင်ယူဒယားနိုင်ငံမှာဥပမာပေါ့နော်ယူဒယားနိုင်ငံမှာနိုင်ငံရဲ့အလယ်မှာနန်းတော်ဆိုတာရှိပါတယ်အဲ့ဒီနန်းတော်ကိုဝင်ဖို့အတွက်ဘုရင်ရဲ့အမိန့်မရရင်ကျွန်တော်တို့ဝင်လို့မရဘူးနော်ဘုရင်အမိန့်လိုတယ်အဲ့ဒါကြောင့်ဘုရင်ကလာခဲ့ပါပြောရင်သွားလို့ရပါတယ်ဘုရင်ကရပြီသွားတော့လို့ပြောရင်သူတို့ထွက်ခွင့်ရှိပါတယ်အဲ့ဒီတော့ထိုနည်း၎င်းကျွန်တော်ပြန်သုံးသပ်ကြည့်တဲ့အချိန်မှာနော်တခင်ခရစ်တော်ကရေကိုပဋိစ္စံခံခြင်းရဲ့အကြောင်းကခရစ်တော်ပြောတဲ့ရေ၌ဝိညာဉ်တော်မွေးခြင်းဖြစ်တယ်ဆိုတာအဖြစ်ထွက်လာတယ်အာမင်အဲ့ဒါနဲ့ဒီကိုကြည့်ခြင်းအပြင်ဘုရားသခင်ရဲ့နိုင်ငံတော်ဝင်ဖို့အတွက်ကပဋိစ္စံခံခြင်းဖြစ်တယ်ဆိုတာဘာတက်တည်ကြခဲ့လေဆိုရင်ပေါ့နော်ခရစ်တော်ကရေကနေပေါ်ထားတဲ့အချိန်မှာရေကနေထတဲ့အချိန်မှာကောင်းကင်ဖွင့်လိုက်ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တယ်တဲ့အာမင်ဂျုံငယ်တဲ့တန်နဲ့ခရစ်တော်ပေါ်ဆင်းသက်တယ်အဲ့ဒါနဲ့ဘုရားသခင်ကလည်းလုံးဝမနေနိုင်တော့ဘူးဘုရားသခင်ဘာပြောခဲ့လဲအေသူဒီငါချစ်မြတ်လို့ရငါအိချစ်သားပေတီဆိုပြီးတော့ကောင်းကင်ကအတန်ပြုတယ်လို့ပြောတယ်အာမင်သူပဋိစ္စံခံတဲ့အချိန်မှာပဲဤသူဒီငါချစ်မြတ်လို့ရငါအိချစ်သားပေတီဝိညာဉ်တော်လည်းအဲ့ချိန်မှာဆင်းသက်တာကိုကျွန်တော်တွေ့ရတာနော်အဲ့တော့ခရစ်တော်ကစက်တဲ့တရားကိုကျင့်ရမယ်လို့ပြောလို့ဘုရားသခင်ကခရစ်တော်ပဲလှုပ်ရမယ်လို့ပြောထားနော်ခရစ်တော်ကိုယ်တိုင်လှုပ်ပါနော်ဘုရားသခင်ရဲ့နိုင်ငံတော်ဝင်ဖို့အတွက်ယဉ်နဲ့ပဋိစ္စံခံပါယဉ်နဲ့ဝိညာဉ်တော်မွေးပါလို့သူပြောခဲ့လို့ကျွန်တော်တို့ကိုဘာဖြစ်လို့လှုပ်ခိုင်းစေချင်တာလဲနော်အဲ့ဒီနိုင်ငံဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်ဖို့အတွက်ဘုရားကကျွန်တော်တို့ကိုပဋိစ္စံခံခဲ့ရင်
လက်ညှိုးထိုးမှာဖြစ်တယ်ဤသူသည်ငါချက်မြတ်လို့ရငါဤချက်သားပေသည်ဆိုတာဘုရားသခင်ကကျွန်တော်တို့ကိုအတန်ပေးမှာဖြစ်ပါတယ်အာမင်အဲ့ဒီတော့ဝိညာဉ်တော်လည်းအဲ့ချိန်မှာပဲကျွန်တော်တို့ဆင့်သက်မှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ပြောင်းလဲခြင်းနော်ပြောင်းလဲခြင်းဆိုတာကပထမပြောင်းလဲတဲ့အချိန်မှာကျတော့ဗာလဲဇာတိမွေးရင်ဇာတိပဲဖြစ်မယ်အခုဒုတိယမွေးခြင်းဆိုတာကဘုရားသခင်ရဲ့နိုင်ငံတော်ကိုဝင်ဖို့အတွက်အမှတ်ခံချက်ကျွန်တော်တို့ရလိုက်ပြီဆိုတာနှုတ်ကပတ်တော်အပြင်ဖော်ပြနေပါတယ်အာမင်အဲ့ဒီတော့အဲ့ဒီနိုင်ငံမှာဝင်ရင်ဘာလုပ်ရမှာလဲအဲ့ဒီနိုင်ငံဝင်ဖို့အတွက်ကျွန်တော်တို့ပဋိသင်ခံပြီးပြီဆိုရင်နောက်တစ်ခါပြန်ကြည့်မယ်ဆိုရင်နန်းတော်မှာရှိတဲ့ဘုရင်သားသမီးတွေကြည့်လိုက်ပါသူတို့ပြည်သူပြည်သားတွေလို့အသက်ရှင်ခွင့်ရှိလားအသက်ရှင်လို့ရလားဆိုတာနေရှင်တိုင်းနေလို့မရနော်လှုပ်ချင်တိုင်းလှုပ်လို့မရပြုတ်ချင်တိုင်းပြုတ်လို့မရပါဘူးသူတို့ကဘာဖြစ်လို့လဲဆိုရင်နောက်တစ်ချိန်ဘုရင်ပြတ်မဲ့သူတွေပါအာမင်ဘုရင်ပြတ်မဲ့သူတွေကဘုရင်ရဲ့အရင်ချင်းနဲ့ပြည့်အောင်ကျွန်တော်ကျင့်ရမှာဖြစ်ပါတယ်အာမင်ကျင့်လို့စရာကောင်းပါတယ်ကျင့်ပါကျွန်တော်လက်လျှောက်ကြည့်ပါကျွန်တော်တို့လိုက်ပြီးတော့နှုတ်ကပတ်တော်အတိုင်းနားထောင်ကြည့်ပါဘုရားကစကားပြောတာတအားဝမ်းမြောက်ဖို့ကောင်းတယ်တအားညီသိခြင်းရှိတယ်တအားပြုံးဝေးဖို့ကောင်းတယ်အဲ့ဒါကြောင့်ဒုတိယမွေးခြင်းဆိုတဲ့အကြောင်းကိုခရစ်တော်ကိုယ်တိုင်ကျွန်တော်တို့ပြောထားသလိုကျွန်တော်တို့လည်းနော်နာခံပြီးတော့လိုက်လှုပ်တဲ့အရာကခရစ်တော်လူလှုပ်တာမဟုတ်ပါဘူးနော်ခရိယံမဖြစ်ခရိယံဖြစ်ရင်ဒါလုပ်ရမယ်ဆိုပြီးတော့အဲ့ဒီတဘောပဲမဟုတ်ပါဘူးနော်ဒီရွာမှာမနေရင်နော်ဒီရွာမှာနေတဲ့သူကဘာလဲနှိချစ်ခံရမယ်အဲ့ဒီတဘောနဲ့နှိချစ်ပြီးတာမဟုတ်ပါဘူးအရန်အဓိပ္ပာယ်ရှိပြီးတော့အရန်ကောင်းမြတ်တဲ့အရာဖြစ်တယ်ဆိုတာဘုရားကကျွန်တော်တို့ကိုအထဲဝင်ခွင့်ပေးလိုက်တဲ့အရာဖြစ်တယ်အာမင်အထဲဝင်ဖို့ဆိုတာကနော်ဘုရားသခင်ရဲ့နိုင်ငံတော်တို့မဝင်ရလို့ပြောတယ်လေဂျီနိုင်ဝိညာဉ်တော်မဝင်တော့တူမီဒီကဘုရားသခင်ရဲ့နိုင်ငံတော်တို့မဝင်ရတဲ့အဲ့ဒါကြောင့်မဝင်ရလို့ပြောလို့အပြင်ဆိုတာရှိနေသေးတယ်ဆိုတာသိတာအဲ့ဒီအပြင်ကငရဲကိုပြောတာမဟုတ်ပါဘူးဇာတိမွေးတဲ့လူကိုပြောတာဇာတိမွေးတဲ့လူကအပြင်မှာရှိနေမယ်နော်ကျွန်တော်အထဲမှာဝင်တဲ့လူကြတော့တရားကိုကျင့်တဲ့သူဖြစ်မယ်ခရစ်တော်ပြောတဲ့ဒီလောကမှာတရားကျင့်တဲ့အရာကိုပြည့်စုံအောင်ကျင့်ရမယ်လို့သူပဋိသင်ခံတဲ့အချိန်သူပြောခဲ့တဲ့နှုတ်ကပတ်တော်အရာကျွန်တော်တို့လိုက်ကျင့်မယ်ဆိုရင်ပေါ့နော်အဲ့ဒီအထဲဝင်တဲ့လူကြတော့သူသမီးပညာရှိသူသမီး9ယောက်ကအထဲဝင်ခွင့်ရလိုက်တယ်9ယောက်ကအပြင်မှာကျန်ခဲ့တယ်သူတို့စီတော့ဝဲခိုက်တယ်ဒါပေမဲ့သူစီဝဲလာလို့ရလာဆိုရင်စီရောက်မယ်လို့မရှိဘူးဘာဖြစ်လို့လဲည7:00နာရီမို့လို့လေသူများအိတ်ကုန်ပြီနော်အဲ့ဒီတော့အဲ့ဒီချိန်မှစီဝဲမယ်ဆိုရင်နောက်ကျပြီအဲ့ဒါကြောင့်အဲ့ဒီစီပါမှဗာလေတို့တူသမီးဖြစ်ခွင့်ရှိတယ်အဲ့ဒီဘုရားသခင်ရဲ့နိုင်ငံတော်မှာကျွန်တော်တို့ဝင်ခွင့်ရှိတယ်ဆိုတာဒီနှုတ်ကပတ်တော်အားဖြင့်တွေ့ရတယ်အဲ့ဒီတော့သူတို့စီမှာပါဖို့ဆိုရင်သူတို့ဘာဖြစ်လဲအပြင်မှာမောင်မဲမဲနဲ့သူတို့နေရတာကိုထုံးစရာစီမရှိတော့ဘူးဆိုရင်မောင်မဲတဲ့နေရာကိုသူတို့ရောက်နေမှာပါအဲ့ဒီတော့အဲ့ဒီအကြောင်းကိုနောက်မှကျွန်တော်ပြန်ဆွေးနွေးပြပါမယ်မောင်တဲ့နေရာဆိုတာတက်ရှိပါတယ်ဆိုတာပေါ့နော်အဲ့ဒီတော့အခုကကျွန်တော်တို့အပြင်မှာပဲမဟုတ်ပဲနဲ့အတွင်းမှာဝင်ဖို့အတွက်ဘုရားတခင်အလိုတော်ရှိတယ်ကျွန်တော်တို့ပဋိဇံမခံရသေးဘူးဆိုရင်ခံဖို့အတွက်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်နော်ကျွန်တော်တို့နီးစပ်တဲ့ဆရာတွေကိုပြောပြီးတော့ခံကြတယ်ဆိုရင်ခံလို့ရပါတယ်အဲ့ဒါတွေကနော်အဲ့ဒီတော့ခရစ်တော်ပြင်ဆင်မှာပြောတဲ့အရာတွေကအဲ့ဒါတွေပါပဲလောကမှာရှိတဲ့အရာတွေလှုပ်တဲ့အရာတွေတရားတွေကျင့်ပါဆိုတဲ့အရာတွေအဲ့ဒါတွေကပြင်ဆင်ခြင်းမရှိဘူးဆိုရင်တော့ခရစ်တော်ကြွလာတဲ့အချိန်ကျွန်တော်တို့ကအပြင်မှာနေရမယ်လို့ခြေဆောင်ခြေထဲမှာမပါသွားဘူးဆိုရင်အင်မတန်မှဝင်လေးစရာဖြစ်တယ်အင်မတန်မှဝမ်းနည်းစရာဖြစ်တယ်အဲ့ဒါကြောင့်ပြင်ဆင်ထားပါဆိုတဲ့အရာကခရစ်တော်ခဏပြောသလိုမျိုးကျွန်တော်တို့ကြားပြီးသိပြီးဆိုရင်ပြင်ဆင်တဲ့အချိန်မှာဘုရားကကျွန်တော်တို့ကိုကောင်းချီးပေးမှာဖြစ်ပါတယ်ဒီအရောက်စီတိုင်းကိုဘုရားဖွင့်ပြတယ်လို့ဝိညာဉ်တော်ပို့ဆောင်တယ်လို့ဝိညာဉ်တော်ဖွင့်ပြတယ်လို့နားလေတဘောပေါက်ပြီးအဲ့ဒါကျွန်တော်ပေးတော့မဟုတ်ပါဘူးဘုရားပေးတာဘုရားပေးခြင်းဖြစ်တယ်နားလေတဘောပေါက်ပြီးဆိုရင်လှုပ်စရာရှိတာจิตတဲ့တရားကိုကျွန်တော်တို့လိုက်ကျင့်ဖို့လိုပါတယ်လို့အားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင်